Okay content creation လုပ်လို့ရှိရင်ဘယ်အရာကပြဿနာအတက်ဆုံးလဲဆိုတော့ကျွန်တော်တို့ idea စဉ်းစားတဲ့နေရာတကယ်ပြဿနာတက်တဲ့နေရာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗီဒီယိုဒီနေ့ဗီဒီယိုလုပ်လိုက်တယ်နောက်နေ့ဗီဒီယိုဘာဗီဒီယိုထပ်လုပ်အောင်မသိတော့ဘူးပေါ့နော်အဲ့လိုပြဿနာတွေကိုကျွန်တော်ကိုယ်တိုင်လည်းကြုံမှုတယ်တော်တော်များများလည်းကြုံမှုလိမ့်မယ်လို့ထင်တယ်အဲ့ဒါဆိုကျွန်တော်ဒီနေ့လုပ်ပေးမယ့်ဗီဒီယိုကကျတော့အဲ့ပြဿနာတွေကိုတစ်ခါလေးဖြေရှင်းပြီးသားလည်းဖြစ်မယ်ဒီ idea ထွက်ရုံနဲ့မဟုတ်ဘဲနဲ့ပေါ့နော် idea စဉ်းစားပြီးတဲ့အပြင်နောက်ပိုင်းမှာscript writing တွေနောက်တစ်ခုကဒီ script ပြီးသွားလို့ရှိရင် thumbnail တွေနောက်ပြီး description တွေ tag တွေဒါတွေကိုဘယ်လိုလုပ်ရမလဲပေါ့နော်တစ်ချိန်နဲ့တနေရာထဲမှာဘယ်လိုလုပ်သွားမလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်အဲ့ဒီအပြင်ကျွန်တော်ခုနပြောတဲ့ idea ပေါ့နော် idea ထုတ်တဲ့အခါမှာလည်းကျွန်တော်ပုံမှန်ဗီဒီယိုတစ်ခါလုံးရင် idea တစ်ခါထုတ်နေရမယ်ဟာမျိုးထက်idea ကိုတစ်ခါတည်းတစ်လစာနဲ့တန်းပြီးတော့မှထုတ်ထားလို့ရတယ်ပြီးရင် calendar ထဲကိုတန်းထည့်ထားလို့ရတယ်ဆိုတော့ဘယ်နေ့မှာဘာဗီဒီယိုလုပ်ရမယ်ဆိုတာဒီ calendar မှာသူ့ပိုင်သူ reminder လာပြပေးတယ်ပေါ့နော်အဲ့ဆိုတော့ကိုကဒီနေ့ဒါလုပ်ပြီးသွားရင်နောက်လုပ်ချင်တဲ့အချိန်မှာပြန်လုပ်တာမျိုးလည်းမဖြစ်တော့ဘူးကျွန်တော်တို့တကယ်အရန်ကိုအဆင်ပြေတယ်ပေါ့နော်ဒါကကျွန်တော်လက်ရှိသုံးနေတဲ့နည်းလေးလည်းဖြစ်တယ်ကျွန်တော်လိုပဲဗီဒီယိုတွေထုတ်ရတာမှာအခက်အခဲဖြစ်နေတဲ့ idea စဉ်းစားရတာအခက်အခဲဖြစ်နေတဲ့အဲ့လိုလူမျိုးတွေအတွက်ဒီနည်းကလုံးဝအသုံးဝင်မဲ့ဆိုတာသိချတယ်အဲ့ဆိုတော့ဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ပေးနော်ပထမဆုံးအနေနဲ့ထုံးစံတိုင်းကျွန်တော်တို့ ChatGPT ထဲကိုသွားမယ်ပေါ့နော် ChatGPT ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တချို့တွေတော့ပေါ်တော့မသိဘူးเนาะကျွန်တော်ဒီလိုနေရာလေး ChatGPT လို့ကိုလေးရှိအဲ့ဒါလေးနှိပ်လိုက်လို့ရှိရင်ဒီမှာ project ဆိုတာရှိတယ်ပေါ့နော်ဒီ project ထဲကိုဝင်ရမယ်ဘာဖြစ်လို့ဒီလိုမျိုးလောက်တာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ရိုး new chat ထဲမှာပြောမယ်ဆိုလို့ရှိရင်တစ်ခါပြောတစ်ခါ new chat ဖွင့်တစ်ခါပြောတစ်ခါ new chat ဖွင့်နဲ့ပြောတာအဆင်မပြေဘူးပေါ့နော်နောက်ပြီးတော့မှကိုပြောချင်တဲ့ဟာတွေကိုလည်းသူကမှတ်ဒီလောက်ကြီးမှတ်ထားတာမျိုးမရှိဘူးမှတ်ထားသည့်တိုင်အောင်တော့မှပြောတာအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကproject ထဲမှာ project တစ်ခုအနေနဲ့တင်ထားမှာပေါ့နော်အဲ့တော့ကိုဘယ်အချိန်ပဲမေးကိုအရှိမဘာတွေပြောခဲ့တယ်ဘာတွေလုပ်ခဲ့တယ်သူအကုန်လုံးမှတ်မိတယ်ကိုအတွက်assistant တယောက်ပုံစံမျိုးသူကိုခိုင်းတာပေါ့နော်အဲ့ဒါကြောင့်ဒီ project နဲ့သုံးရတာကျွန်တော်တို့ကပို့ပြီးမှအဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီ project ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာnew ဆိုတာရှိရပေါ့နော်ဒီ new ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ project name ပေးမယ်ဒါကျွန်တော် channel name နဲ့ထည့်လိုက်တယ်နော် create လုပ်လိုက်ပြီအဲ့ဆိုလို့ရှိရင်ဒီအပေါ်မှာပေါ့နော်ဒီမှာ make you easy ဆိုတာကျွန်တော် project ပေါ်နေပြောနော်ဒီအောက်မှာကြာတာဒါကျွန်တော်အခုသူ့ကိုခိုင်းမဲ့ဟာပေါ့နော်ဘယ်ကနေဘယ်လိုစပြီးတော့လောက်ခိုင်းမလဲဆိုတော့ကျွန်တော်ပထမဆုံးခိုင်းမဲ့ prompt လေးပေါ့နော်မြန်မာလိုပဲရေးပေးထားတယ်content idea လိုချင်လို့ channel ကိုကြည့်ပြီးတော့မှအကောင်းဆုံး idea တွေတစ်လားထုတ်ပေးပါလို့ပြောထားတယ်အဲ့ဆိုဘာမှသူ့ကို channel တွေပိုင်းမပြသေးဘူးပေါ့နော်ဘာမှမပြသေးဘူးဒီတိုင်းလေးပဲ channel ကိုကြည့်ပြီးလို့ပဲပြောသူဘာပြန်ပြောမလဲလို့တစ်ချက်ကြည့်လိုက်မယ်နော်ဒီမှာ channel ကိုကြည့်ပြီး content idea ထုတ်ဖို့ဆိုလို့ရှိရင် content plan ထုတ်ဖို့ဆိုလို့ရှိရင် channel link ဒါမှမဟုတ်လို့ရှိရင် channel name ပို့ပေးပေါ့နော်အကောင်းဆုံးကတော့ဒီ channel ဒီ target audience တွေဘာညာတွေပေါ့သူ့ကိုရှင်းပြပေးပေါ့နော်အဲ့ဆိုကျွန်တော်တို့ကသူကကောင်းကောင်းလုပ်ပေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်အဲ့လောက်ထိမရှင်းပြတော့ဘူးဘာလို့မလဲဆိုတော့ကျွန်တော်ရဲ့ channel ကိုသွားမယ်ပေါ့နော် channel သွားပြီးတော့မှကျွန်တော်ဒီမှာပေါ့နော်ဒါကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင်ကျွန်တော်ဒါ video တင်ထားတဲ့ဟာတွေရှိရပေါ့နော်အဲ့ဒီ video တင်ထားတဲ့ဟာတွေကိုကျွန်တော်ဓာတ်ပုံ screenshot ရိုက်ပေးလိုက်မယ်ပေါ့နော်ဒါဆို screenshot ရပြီနောက်တစ်ခုကဘာပြဖို့လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ channel ရဲ့ပေါ့နော် description တွေနောက်ပြီးတော့မှကိုနဲ့ချိတ်ထားတဲ့ Facebook တွေဘာညာဒီ channel info ပေါ့နော် channel info ကိုလည်းပြပေးဖို့လိုတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီနှစ်ခုကိုသူ့ကိုပို့ပေးလိုက်မယ်သူဘာပြန်ပြောမလဲတစ်ချက်တော့ပြန်ကြည့်ရအောင်နော်အခုဒီပုံနှစ်ပုံထည့်လိုက်တယ်ပေါ့နော်တေးကြခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ channel link ကိုပါ copy ထည့်ပေးလိုက်အဲ့ဆိုပို့ပြီးတော့တေးချသွားတာပေါ့နော်အဲ့ဆိုဒီမှာသူက channel ကိုကြည့်လိုက်တော့ဒီကျွန်တော်ရဲ့ content direction ကပေါ့နော်AI tool တွေရဲ့ AI video generation တွေရဲ့ CapCut ရဲ့ content creation tip တွေဖြစ်တယ်ပေါ့နော်အဲ့ဆို subscriber လည်း383ယောက်ရှိတယ်အခုထိ view အများဆုံး video CapCut tutorial video တွေပေါ့နော်နောက်ပြီးတော့ free tool တွေပေါ့အဲ့ဟာကို audience က CapCut နဲ့ creator ဘိုင်းကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဆိုပြီးတော့မှသူကပြောလာတယ်ပေါ့နော်ဒီနောက်ပြီးတော့ဒီမှာ channel analysis လုပ်တဲ့အခါမှာ AI နဲ့ content creation တွေက trending ဖြစ်နေတယ်နောက်ပြီးတော့မြန်မာ language နဲ့ AI သင်ပေးတဲ့ channel တွေကနည်းတယ်ပြောချင်တာကကျတော့တကယ် commentator နည်းတယ်ပေါ့နော်ဒီလိုမျိုး channel တွေကဆက်လုပ်လို့ရှိရင်အလားလာကောင်းတယ်လို့သူကပြောချင်တာပေါ့နော်နောက်ပြီးတော့ CapCut video တွေကလည်း view ကောင်းတယ်ပေါ့နော် thumbnail တွေကလည်း professional ဖြစ်လာတယ်တဲ့အဲ့ဆိုတော့ဒီမှာကျွန်တော်ပြင်သင့်တာပါရှိလဲပေါ့နော် video title SEO တွေကနည်းလိုသေးတယ်ပေါ့နော်နောက်ပြီးတော့ AI new နဲ့ AI workflow တွေလည်းနည်းနေသေးတယ်အဲ့ဒါထပ်တင်ပေးဖို့လိုတယ်နောက်ပြီးတော့မှ short တွေများများတင်ဖို့လိုတယ် beginner orient step by step series လေးလုပ်ပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုက30 day content plan ပေါ့နော်ကျွန်တော်ဒီမှာပထမတစ်ပတ်ပေါ့နော် week 1မှာ day 1 day 2 day 3 day 4 day 5 day 6
day 7ပေါ့နော်သူကဘာအဓိကလုပ်ပေးမှလဲဆိုတော့သူ့ရဲ့ကျွန်တော်တို့ရဲ့ channel ကိုပြလိုက်ခြင်းအပြင်သူကဘာလုပ်ရမလဲဆိုတော့သူ့ဘာသူတီးပြီးသားကျွန်တော်တို့ channel group ဖြစ်အောင်subscriber အယောက်1000အမြန်ဆုံးရအောင်เนาะနောက်ပြီးတော့မှဒီ algorithm လည်းကိုယ့်ရဲ့ channel ကိုဘာ channel လဲဆိုတော့တိတ်ကိုယ်တည်အောင်လို့သူကကိုယ့် channel နဲ့ကိုက်မဲ့content မျိုးကိုပဲသူကရှာပြီးတော့မှcontent idea ထုတ်ပေးတာပေါ့နော်အဲ့ဆိုဒီမှာကျွန်တော်ထုတ်ပေးတာတော့သူကတော့အများကြီးပဲတရက်ကိုတစ်ပတ်ကို9ပုံလုံးနဲ့ဆိုတော့တစ်လဆိုတော့ရ30အပြည့်ဆိုအပုတ်30ပေါ့နော်အဲ့လိုမျိုးထုတ်ပေးတာဆိုတော့အရင်များတယ်အဲ့ဆိုတော့ဒီမှာသူ့ကိုပြန်ပြောလိုက်မယ်ပေါ့နော်တစ်ပတ်2ပုတ်ပဲလုပ်ပေးလို့ပဲပြောလိုက်မယ်နော်2ပုတ်ပဲတစ်ပတ်2ပုတ်ပဲလုပ်ပေးလို့ပြောလိုက်တယ်ပေါ့နော်အဲ့ဆိုတော့တစ်ပတ်2ပုတ်ပဲတင်နိုင်မယ်ဆိုလို့ရှိရင်တဲ့ quantity ပေါ့နော်ဒီအရေးအတွက်ထက် quality ကိုဦးစားပေးပြီးတော့မှတစ်လ10ပုတ် content လုပ်တာတော့ပိုကောင်းတယ်တဲ့အဲ့တော့ channel ရဲ့လက်ရှိ audience ကကတ်တွေ AI2 တွေ content creation တွေကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါ week 1မှာဆိုလို့ရှိရင်2026 content creator တိုင်းသုံးတဲ့ AI2 10ခုတို့ AI နဲ့ faceless YouTube channel 1000နီးတို့နောက်ပြီးတော့မှဒါ week 2မှာဆိုလို့ရှိရင်ကတ် hidden feature 10ခုတို့နောက်ပြီးတော့ video 4အနေနဲ့ကကြတော့ video 3နဲ့ movie style AI video ဖန်တီးနည်းပေါ့နော်ဒီလိုမျိုးတဆင်ချင်း week 3 week 4ပေါ့နော်ဒါတစ်လစာထွက်လာပြီနောက်ပြီးတော့ဒီမှာ short form ပေါ့နော်အပတ်စဉ်3ပုတ်ကနေ5ခုတင်ရမယ်ပေါ့နော်long form 2ပုတ်တင်လို့ရှင် short ကလည်းမဖြစ်မနေတင်သင့်တယ်ပေါ့နော်အဲ့ဆိုသူက short form လေးအဲ့ short form လောက်တာလည်းထွေထူးလုပ်နေကြမလို့ကို long form video တွေကနေကိုကောင်းမဲ့အပိုင်းလေးတွေဖြတ်ပြီးတော့မှ short video လေးတွေလုပ်တင်ပေါ့နော်အဲ့လိုမျိုးလုပ်တင်ရမယ်နောက်ပြီးတော့ဒီမှာ growth strategy အနေနဲ့လက်ရှိ channel ကိုအကောင်းဆုံး formula AI2 နဲ့ CapCut content creation ဒီ3မျိုးကိုပဲအဓိကထားပြီးတော့မှတင်ခိုင်းတာပေါ့နော်တစ်ပတ်ကို2ပုံနဲ့ဒါကတော့သူဘယ်လိုတင်ရမလဲဆိုတာပြောတာဟုတ်ပြီ calendar file ထုတ်ပြီလို့ပြောလိုက်မယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Google Calendar မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်တခြားကိုဖုန်းနဲ့သုံးတဲ့အဆင်ပြေတဲ့ calendar တစ်ခုထဲမှာတွားပြီးဒီ calendar file ကိုထည့်ထားမယ်ဆိုလို့ရှိရင်ကို reminder လုပ်လို့ရအောင်ဒါမှမဟုတ်ကိုပိုင်ကိုဘာလုပ်ရမလဲဆိုတော့ calendar ထဲကိုနေ့တိုင်းဝင်ကြည့်လို့ရတယ်ကျွန်တော်တို့ calendar ထဲမှာထည့်ထားပြီးသားဆိုလို့ရှိရင်တော့ငါဒီနေ့ဒါလုပ်အောင်မယ်ဆိုမှဖြစ်မနေလုပ်လိုက်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကတကယ်ဗီဒီယိုလည်းလုပ်ဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းအခုဒီနည်းကိုစပြီးတော့မှသုံးနေရပါတော့ consistent လည်းဖြစ်မယ်တစ်ပတ်ကို2ပုတ်ဆို2ပုတ်ကိုပိုင်ကိုအချိန်ပေးပြီးလုပ်တစ်ပတ်ဆို3ပုတ်ဆိုရင်လည်း3ပုတ်အချိန်ပေးပြီးလုပ်ဒါဆိုလို့ရှိရင်ကို audience နဲ့လည်း keep in touch ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်နောက်ပိုင်း channel group ဖြစ်ဖို့ကလွယ်လာမှာပေါ့နော်ဒါကတော့ကျွန်တော်ပြောတာမှမဟုတ်ဘူးတကယ် YouTuber အကြီးတွေလည်းဒီလိုမျိုးပဲပြောတာအဓိကတော့ consistency လည်းရှိရမယ်ပေါ့နော်ကိုယ့်ရဲ့ audience နဲ့လည်းအများနဲ့ keep in touch ဖြစ်နေရမယ်ပေါ့နော် idea စဉ်းစားဖို့အခက်အခဲဖြစ်နေတဲ့လူတွေအတွက်နောက်ပြီးတော့ကိုယ်မှာcontent creation တော့လုပ်နေတယ်target မရှိဘူး goal မရှိဘူးဘာလို့လုပ်အောင်မသိဘူးလမ်းပြောင်းနေရဆိုလို့ရှိရင်ဒါမျိုးလေးလုပ်ထားလိုက်ကိုယ်ကိုဒီဘယ်လို target နဲ့သွားရမယ်ဘယ်နည်းပါတင်ရမယ်ဆိုတာလာပြောပြပေးနေပါပေါ့နော်ဟုတ်ဆိုတော့calendar file ထုတ်ပေးပါဆိုပြီးတော့မှပြောလိုက်ပြီပေါ့နော်အဲ့ဆိုတော့သူဒီဟာကို calendar file ထုတ်ပေးလိမ့်မယ်အဲ့ဒါကျွန်တော်တို့က download ဆွဲထားလိုက်ရုံပဲပေါ့နော် download ဆွဲပြီးတော့မှကိုဖုန်းထဲမှာဒါမှမဟုတ်လို့ရှင်ကို laptop ထဲမှာတခါတည်း input လုပ်ထားရင်ရပြီနော်ဒီမှာ contact calendar file ရလာပြီပေါ့နော်ဒါပေမဲ့သူက Excel နဲ့ရေးတာ Google Calendar မှာလုံးလို့ဒါဆိုလို့ရှိရင် Google Calendar မှာပါ import လုပ်လို့ရတဲ့ file ထွက်လာပြီပေါ့နော်ဒီ file ပေါ့နော်ဒါကို download ဆွဲလိုက်မယ်ပြီးလို့ရှိရင်အဲ့ file ကိုထားပါတော့ကျွန်တော်တစ်ခါဆွဲပြလိုက်မယ်နော် download ပြီးရင်အဲ့ file ကိုဖွင့်လိုက်မယ်calendar ထဲမှာလာပေါ်ပြီပေါ့နော်ဒီမှာ make you easy to ရဲ့ video per week ပေါ့နော်2 video per week 1 month ဆိုတဲ့ calendar ဒါကို import လုပ်မှာလားပေါ့ကျွန်တော်မှာအရင်လောက်ထားတဲ့ဟာရှိတော့ကျွန်တော်ဒါကိုထပ်မထည့်လိုက်တော့เนาะဆိုတော့ဒီမှာ Google Calendar ကိုဖွင့်တဲ့ setting import export ဆိုတာကိုနှိပ်ပြီးလို့ရှိရင် import ဆိုတော့နှိပ်ပြီးရင်ခုန file ကိုရွေးပေးလိုက်ရင်ရပြီပေါ့နော်ဒါက Google Calendar မှာလုပ်တဲ့ဟာပေါ့နော်ဒီကတော့နည်းနည်းပူကျန်းသွားပြီပေါ့နော်ဘာလို့လဲဆိုတော့thumbnail deadline ပေါ့နော် thumbnail ကိုဘယ်နေ့နောက်ဆုံးထားပြီးလုပ်ရမယ်ပေါ့ဘယ်နေ့မှာ script ကိုအပြီးရေးရမယ်ပေါ့နော်ဘယ်နေ့မှာ record လုပ်ရမယ်ဘယ်နေ့မှာ editing လုပ်ရမယ်ဘယ်နေ့မှာ video အပြီးတင်ရမလဲပေါ့နော်ဒီလိုမျိုးproduction calendar အပြည့်စုံလဲ Google Calendar import file အနေနဲ့ထုတ်ပေးလို့ရတယ်တဲ့ပြောချင်တာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အတိအကျလုပ်ချင်ကိုအတိအကျလုပ်ချင်တယ်လို့သူ့ကိုအကုန်ခိုင်းလို့ရတယ်နော်ကျွန်တော်ကတော့ဒီလောက်ပဲလုပ်ပြလိုက်မယ်အဲ့ဆိုဒါသူ calendar ရပြီဘယ်နေ့ဘာလုပ်ရမလဲဆိုတဲ့ဟာရပြီပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့မှကျွန်တော် day 1ကိုစပြီးတော့မှရိုက်မယ်ပေါ့နော်ဗီဒီယိုလုပ်ဖို့စဉ်းစားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့day 1
လို့ပဲရိုက်လိုက်မယ်နော်ဒါသူ့ကိုဘာလုပ်ပေးနိုင်မလဲလို့မေးလိုက်တာပေါ့နော် day 1 အတွက် day 1မှာကျတော့ကျွန်တော်2026မှာ content creator တိုင်းသုံးတဲ့ free AI တူ10ခုဆိုပြီးတော့မှသူ content idea ထုတ်ပေးထားရပေါ့နော်အဲ့အတွက်သူဒီအောက်ကဟာတွေကိုတဲ့သူအကုန်ကူညီပေးနိုင်တယ်တဲ့နံပါတ်1ကကျွန်တော် video outline လုပ်ပေးနိုင်တယ်တဲ့နောက်တစ်ခုကကျ full script ရေးပေးနိုင်တယ်တဲ့နောက်တစ်ခုက thumbnail concept ထုတ်ပေးနိုင်တယ်တဲ့နောက်ပြီးတော့မှနံပါတ်4အနေနဲ့ thumbnail ကိုလည်း image generator အတွက် prompt အပြည့်ရေးပေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ထုတ်ခိုင်းလည်းထုတ်ပေးလို့ရတယ်ပေါ့နော်နံပါတ်5က SEO title 10ခုထုတ်ပေးမယ်အဲ့ထဲမှာကိုယ်နဲ့အဆင်ပြေမဲ့ဟာကိုရွေးလို့ရတယ်နောက်နံပါတ်6ကကျတော့ YouTube description ပေါ့နော် YouTube အတွက် description တွေဘယ်လိုထုတ်ဘယ်လိုရေးရမလဲဆိုတော့အချိန်ကုန်ကံပြီးကိုယ့်ဘာကိုရှောက်ရှာပြီးတော့မှရှောက်ရေးနေကြမလို့သူ့ဘာသူရေးပေးလိမ့်မယ်နောက်နံပါတ်9မှာကျတော့သူက tag တွေပေါ့နော်ဘယ်လို tag တွေထည့်ရမလဲ YouTube မှာဆို tag ထည့်လို့ရတဲ့နေရာတတ်ရှိရတယ်နော် hashtag မဟုတ်ဘူးနော် tag နော် tag တွေထည့်လို့ရတယ် tag တွေထုတ်ပေးလို့ရတယ်နောက်ပြီးတော့ hashtag တွေထုတ်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့မှဒီ long form ကနေပြီးတော့မှ short 5ပုတ်ခွဲထွက်နိုင်အောင်ပေါ့နော်ဘယ်အပိုင်းလေးတွေ short form လုပ်လို့ကောင်းတယ်ဆိုတာလေးသူ idea ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့မှဒီမှာသူဘာတွေပြင်ဆင်ပေးလို့ရတယ်ဆိုတော့ video တဲမှာပေါ့နော်B-roll တွေဘာတွေထည့်မလဲဘယ်လိုနေရာတွေကို B-roll ထည့်မလဲဆိုတာတွေသူအကြံဉာဏ်ပေးလို့ရတယ် editing လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ CapCut ထဲမှာ hook တွေဘယ်လိုလုပ်မယ်sound effect တွေ zone တွေ transition တွေsubtitle style တွေအထိကို step by step သူပြပေးလို့ရတယ်ပေါ့နော်တခုပဲ script ကို AI ကိုအကုန်လုံးသွားရေးခိုင်းတယ်ရေးခိုင်းလို့မရအောင်မဟုတ်ရတယ်ဒါပေမဲ့ AI ရေးတဲ့အတိုင်းအကုန်လုံးပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးပေါ့နော် AI ရဲ့ script ကိုကပြန်ရှင်းပြတဲ့အခါမှာကျတော့ AI ပြောပြတဲ့အကြောင်းအရာဖြစ်နေလိမ့်မယ်ကျွန်တော်ပြောတဲ့အကြောင်းအရာမဟုတ်တော့ဘူးဒီ AI ပြောတဲ့အကြောင်းအရာလူတိုင်း AI ပေါ်မှာရိုက်ဒီ AI နဲ့မှာကျွန်တော်ဒီအကြောင်းသိချင်တဲ့ရိုက်ရှာလိုက်လို့ရှိရင်ဒီစကားလုံးပဲထွက်တာအဲ့ဆိုတော့သူတို့သိချင်တာကလူတယောက်ရဲ့အမြင်လူတယောက်ကဆုံးဖြတ်ချက်ပေါ့နော်ဒါကိုကောင်းတယ်ထင်လားမကောင်းထင်လားဒါမျိုးလေးတွေကိုသူတို့သိချင်တာဖြစ်တဲ့အတွက်အဲ့ဒီဟာလေးတွေပအောင်ထည့်ပြီးတော့မှရေးပေးရမယ်ထည့်ပြီးတော့မှပြောပေးရမယ်အဲ့ဒါမှကြည့်တဲ့လူတွေကလည်းAI ကပြောတဲ့ဗီဒီယိုတစ်ခုကိုကြည့်နေရတယ်ဆိုတာထက်လူတယောက်ကပြောနေတဲ့ဗီဒီယိုတစ်ခုကိုကြည့်နေရတယ်ဆိုတဲ့ခံစားချက်ကိုရမှာပေါ့နော်ဆိုတော့ day 1 ဗီဒီယိုအတွက်သူလုပ်ပေးလို့ရတာတွေအကုန်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဗာစလုပ်ချင်တယ်ပေါ့နော်ဆိုတော့ video outline ယူချင်တာ outline ဆိုတာကျွန်တော်အခုပြောလိုမျိုးပဲဘာမှscript အတိအကျမရေးထားပဲနဲ့ကိုပိုင်ကိုပြောတဲ့ဟာမျိုးပေါ့နော်အဲ့ဆိုရင် outline ဆိုရင်ကျွန်တော်တို့ကတူဒီထဲမှာ ChatGPT ဆိုတော့ ChatGPT ကဘယ်လိုဆိုတာကျွန်တော်ပြောပြလိုက်လို့ရတယ်ပေါ့နော်ဒီမှာ cloud ဆိုရင်cloud နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောမယ်ဒီ Canva ဆိုလို့ရှိရင် Canva နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောမယ်ပေါ့နော်ဒါမျိုးတွေပြောပြလို့ရတယ်ဒါ outline ထုတ်တာပေါ့နော်outline မဟုတ်ဘဲနဲ့ကျွန်တော်တို့ full script လိုချင်တာ full script ဆိုလို့ရှိရင်လည်းကျွန်တော် generate no to ပေါ့နော်ဘာမှမခက်ဘူးနော်နံပါတ်2မှာပြောထားတယ်နံပါတ်2 generate no to လို့ပဲပြောလိုက်တာဘာလဲဆိုတော့ဒါမှမဟုတ်နံပါတ်2ထုတ်ပေးပါလို့ပြောလိုက်ရရင်နော်အဲ့ဆိုတော့2016ကျောင်းမှာ content creator တိုင်းသုံးတဲ့ free AI 10ခုဆိုပြီးတော့ဒီမှာနံပါတ်1ကဘာညာဒါ full script ပေါ့နော်ဒါသူ10မိနစ်နဲ့10မိနစ်စာလောက်သူရေးလိမ့်မယ်အဲ့တိုင်းကိုကိုကအကုန်လုံးယူသုံးလိုက်ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းခုနကျွန်တော်ပြောလို့မျိုးကိုပိုင်ကိုဟန်ဒီပန်ဒီပါအောင်ကိုအမူအရာတွေနဲ့ကိုယ့်ရဲ့အထင်မြင်တွေပါအောင်ဆိုပြီးတော့မှပြန်ပြုတ်ပြင်ပြီးတော့မှရေးလို့လည်းရတယ်အဲ့ဒါတော့ပိုကောင်းတာပေါ့နော်7မိနစ်ကနေ10မိနစ်တွေရေးထားတယ်တဲ့ view retention တက်အောင်လုပ်ခိုင်းလို့ရတယ် video suggestion တွေပါထည့်ထားတဲ့ version 2.0ကိုလည်းဆက်လုပ်ပေးနိုင်ပါတယ်တဲ့ဒါတော့ကိုထုတ်ချင်ဆက်ထုတ်ပါနော်ကိုဒီဗီဒီယိုကြည့်လို့ဟုတ်ဒီအစာပိုင်းကဟုတ်ကိုတိတ်သဘောမကျဘူးဆိုလို့ရှိရင်ဟုတ်ကိုအားကောင်းအောင်ဆိုတာလေးနှိပ်လိုက်ဒီနားလေးတန်းနေရုံပဲဘာမှလုပ်စရာမလိုဘာမှလည်းအများကြီး prompt တွေလည်းရေးစရာမလိုဘာမှဘာလုပ်ပေးပါညာလုပ်ပေးပါတိတ်တယ်ပြောစရာမလိုပေါ့နော်ဒါလေးဒီတိုင်းလေးလုပ်သွားပေးရင်ရပြီကျွန်တော်ကကြတော့ဘယ်လိုလုပ်လဲဆိုတော့သူတို့အခုဒီလိုမျိုးပေးလာရင်ကျွန်တော်ဒီနားလေး copy ရှိတယ်လေအဲ copy ကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်ကnote ထဲမှာပြတော့ချလိုက်တယ် note ထဲမှာချပြီးတော့မှကိုယ့်ဘက်ကိုပြန်ကြည့်တယ်ပြင်စရာရှိရပြင်တယ်ဖတ်စရာရှိရဖတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လိုက်တာဒီထဲကိုခဏခဏဝင်မကြည့်တော့ဘူးလေနော်အဲ့ဆိုတော့ဒါက script ရပြီ script ရပြီဆိုတော့ကျွန်တော် script ကတော့ဟုတ်ပြီသူ့ကိုဘာထပ်ခိုင်းလို့ရတယ်ပေါ့နော်ဒီဟာကျတော့ thumbnail concept တွေဖြစ်တဲ့အတွက်နှစ်ခုလည်းပေးထားတယ်ပေါ့နော်နှစ်ခုလည်းပေးထားကိုကမလောက်ဘူးမလောက်တော့more thumbnail concept လို့ရေးလိုက်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းthumbnail idea ထုတ်ပေးပါလို့အဲ့လိုမျိုးရေးလဲရတယ်။အဆင်ပြေလို့ရေးလို့ရတယ်နော်။ဘာလို့ကျွန်တော်အများကြီးထုတ်ခိုင်းတာလဲဆိုတော့သူ့ကို thumbnail တစ်ခုတည်းကိုဒုံနဲ့တမ်းလို့မထုတ်ခိုင်း thumbnail ထုတ်ပေးပါလို့မပြောthumbnail concept တွေအရင်တောင်းလိုက်တယ်ပေါ့နော်။ idea တောင်းလိုက်တယ်။တောင်းပြီးကမှကျွန်တော်တို့ကကြည့်တယ်။ဘယ်တစ်ခုကအဆင်ပြေလဲကိုနဲ့ like ဖတ်မလဲဘယ်တစ်ခုကကိုကြိုက်မလဲပေါ့နော်။အဲ့လိုမျိုးအရင်ကြည့်လိုက်
ကြည့်ပြီးတော့ကြိုက်တဲ့ဟာကိုပဲနံပါတ်ပြောပြီးထုတ်ခိုင်းလို့ရတယ်အဲ့ဒါကိုလိုချင်တဲ့အတိုင်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့တမ်လေးပုံလေးတစ်ပုံထုတ်ပေးပါလို့ပြောလိုက်လို့ရှိရင် तू ထုတ်ချင်တာထုတ်လာတာ तू ထုတ်ချင်တာထုတ်တဲ့အခါမှာကိုမလိုချင်တဲ့ပုံစံတွေဖြစ်နေခဏခဏပြန်ထုတ်ရတယ်လို့ရှုပ်တယ်ပေါ့နော်ပေါ်လာထဲမှာကိုကြိုက်တဲ့ဟာကိုရွေးတော့မကြိုက်တဲ့ဟာထားခိုင်းလိုက်လို့ရတယ်ထားပါတော့ concept တန်းကိုပေါ့နော် GEMART အဲ့လိုမဟုတ်ဘဲနဲ့နံပါတ်30ကိုပုံထုတ်ပေးပါလို့ပြောလို့လည်းရတယ်ဒီမှာကျွန်တော်ထုံးစံအတိုင်းလုပ်နေကြတဲ့အတိုင်းဘာတွေထည့်ဒီတမ်လေးထုတ်ခိုင်းအဓိကကျွန်တော်ဘာတွေထည့်ရေးရမလဲဆိုတော့စာသူ့ကိုတစ်ခါလေးထည့်ခိုင်းရင်လည်းထည့်ခိုင်းလို့ရတယ်နော်မထည့်ခိုင်းကျွန်တော်တို့သူတို့စာရေးထည့်တာမကြိုက်လို့စာလုံးဝမထည့်ပါနဲ့ပေါ့နော်စာလုံးဝမထည့်ပါနဲ့နောက်ပြီးတော့မှ aspect ratio 16 ratio 9ထားပေးပါဆိုပြီးတော့မှအမြဲပြောတယ်ပေါ့နော်တမ်လေးပုံထုတ်လာပေးလိမ့်မယ်ပေါ့နော်ဒီမှာကြည့်ပါနော်ဘယ်လောက်ထိမိုက်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီမှာကျွန်တော်ကိုထုတ်ပေးလို့ပဲပြောတာနော်ကျွန်တော်ပုံထည့်မပေးထားဘူးဒါပေမဲ့သူကျွန်တော်ပုံအနည်းဆက်ဆုံးယူထားတယ်ဘယ်ကယူရလို့ထင်လဲဟိုးအပေါ်မှာကျွန်တော်channel ကိုကြည့်ပြီးတော့မှ idea ထုတ်ပေးပါလို့ပြောတော့ကျွန်တော်ပုံလေးထည့်ပေးလိုက်တယ်နှစ်ပုံလားမသိဘူးထည့်ပေးလိုက်တယ်ဒီကပုံကိုကြည့်ပြီးတော့မှသူထည့်သွားတာပေါ့နော်ကျွန်တော်မျက်နှာကိုသူ့ဘန်သူယူသွားနော်ဘလောက်မိုက်လဲဆိုဘာမှအထွေထူးခိုင်းစရာမလိုဘူးဒီ project ထဲမှာပေါ့နော်ဒီလိုပုံစံမျိုးလောက်တာကို channel ကိုဟို assist လုပ်ပေးတဲ့လူတယောက်အနေနဲ့သူ့ကိုလုံးဝပုံအပ်ထားလို့ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်သူကကိုရဲ့လိုအပ်ချက်ကို तू ကသိတယ်ပေါ့နော်သိတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ကို channel ကို तू ပြထားတာဒီ channel ကဘယ်လို video မျိုးတွေလုပ်တယ်ဘယ်လိုပုံစံမျိုး thumbnail တွေနဲ့ live ဖတ်တယ်ဆိုတော့ तू သိပြီးသားဘယ်လို content idea တွေထုတ်ပေးရမလဲဆိုတာလည်း तू သိတယ်ပေါ့နော်ဒါတော့ကျွန်တော်ကတော့အလွယ်လုပ်ပြတာကိုအသုံးချတဲ့လူကကိုယ့်ရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့မှအသေးစိတ်ပြန်ပြီးတော့မှရေးလို့ရတယ်နော်အဲ့ဆိုကျွန်တော် thumbnail လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာထပ်ခိုင်းမလဲဆိုတော့ဒါ SEO title တွေထုတ်ပေးလို့ရတယ်ပြီးရင် description ပြီးတော့ tag ဒါ short video okay တစ်စင်ချင်းပဲသွားမယ်နော်ဒီမှာလည်းခုနကကျွန်တော်ပြောလို့ပဲနော်ကိုကြိုက်တဲ့ဟာကိုကိုနဲ့တင်တော်မယ့်ဟာကိုယူတော့ဒါမှမသုံးချင်လို့ရှင်လဲသူပြောတဲ့ဟာကို reference ယူပြီးငါဘယ်လိုမျိုးလေးရေးရင်ကောင်းမလဲဆိုပြီးအဲ့လိုပုံစံပြန်ရေးကိုလိုချင်တဲ့ပုံစံကိုရအောင်ယူပေါ့နော် AI ပေးသမျှကြီးကိုအလုံးစုံမှိတ်ပြီးတော့မှ 100% သုံးစရာမလိုဘူးလေနော်ဒါဒီထဲမှာမှသူ10ခုထဲမှာမှသူကဒီ CTR အမြင့်ဆုံးပေါ့နော် top 3တော့ဒီထားတယ်ပေါ့နော်click through rate များမဲ့ဟာကိုသူ့ဘာလို့လာပြီးတော့ set ချက်လုပ်ပေးတာပေါ့နော်အဲ့ဒါဆိုတော့ဒါ title လည်းပြီးပြီဒီမှာကတော့ကျွန်တော်တို့ script တွေရေးမယ်ကျွန်တော် title တွေ SEO တွေ description တွေ thumbnail တွေထုတ်အဲ့ဒါတွေပြီးလို့ရှိရင်ကျွန်တော် video စလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောထားတဲ့ video တွေကအတိုင်းယူသုံးလို့ရတယ် AI video ဘယ်လိုလုပ်လဲပေါ့နော် AI video လုပ်တယ်ဆိုတာလည်းပုံမှန် AI video လုပ်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပုံစံမရဘူးcharacter တွေလည်း consistent မဖြစ်ဘူးvideo တွေကလည်းပုံမှန်40ထွက်တယ်ပေါ့နော်ကျွန်တော်လုပ်ပြထားတဲ့နည်းလေးကိုဝင်ကြည့်လို့ရတယ်အဲ့နည်းလေးကကြတော့ကိုလိုချင်တဲ့ video ကိုနော် 90% လောက်ရအောင်လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့နည်းလေးကိုလည်းစမ်းသုံးကြည့်ပါ video မကြည့်ရသေးဘူးဆိုလို့ရှိရင်ဒီ video လေးကိုတွက်ကြည့်လိုက်ပါနော်နောက်ပြီးတော့ video ဒီအခုလက်ရှိ video ပြီးတဲ့ Instagram မှာလည်းကျွန်တော်အဲ့ video ကိုmention လုပ်ထားပေးမယ်အဲ့မှာနှိပ်ကြည့်လို့ရရင်နော် generate video list ဆိုပြောလို့ရှိရင်လည်း video တွေရမယ်ပြီးရင် editing plan ထဲမှာလည်းသူဘယ်လိုပုံစံလုပ်ရမလဲဆိုတာလေးကိုသူ့ကိုတစ်ခါလေးထည့်ရေးပေးလိုက်လို့ရှိရင်သူကအသေးစိတ်ကိုလုပ်ပေးလိမ့်မယ်ပေါ့နော် day 1အတွက်ပြီးသွားပြီဆိုတော့ကျွန်တော် day 2ရဲ့ content idea မကြိုက်ဘူး day 3ကိုကြော်လုပ်ချင်တယ် day 5ကိုလုပ်ချင်တယ် day 7လုပ်ချင်တယ်ကိုလုပ်ချင်တဲ့ day number ကလေးရေးပေးလိုက်အဲ့လိုဆိုရင်ရပြီသူ့ဘန်သူဒီဟာအတွက် video ဒီမှာပေါ့နော် AI သုံးပြီးတနားရီအတွင်း YouTube video ဖန်တီးနေဆိုပြီးတော့မှလာတယ်ပေါ့နော်အဲ့ဒါမှသူဒီမှာခုနပြောလိုမျိုးပဲ idea ထုတ်မယ် script ရေးမယ် voice over လုပ်မယ် virtual creation တွေ thumbnail တွေလုပ်မယ်ပြီး CTA တွေလုပ်မယ် SEO idea thumbnail concept အများကြီးပဲပေါ့နော်ဒါတွေကိုလုပ်ပေးနိုင်သေးတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဘယ်ဟာကိုစလုပ်မလဲကိုလုပ်ချင်တဲ့အဆင့်တစ်ဆင့်ချင်းတွေလုပ်လို့ရဟိုမှာ step 1လို့ချင်း step 1လို့ရေးလိုက်ရပြီဒါမှ step 1ပေါ့နော်ဘာမှလုပ်စရာမလိုဘူးတော့ဒါလေးရိုက်ရုံပဲသူ့ဘန်သူအားလုံးအဆင်ပြေအောင်လုပ်ပေးသွားမှာဒါကတော့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ AI workflow ပေါ့နော်ကိုယ့်ရဲ့ personal assistant တယောက်လိုမျိုးအကုန်လုံးလုပ်ပေးတာဗီဒီယိုတင်တဲ့အထိပေါ့နော်တင်ပြီးတဲ့အထိအကုန်လုံးလုပ်ပေးသွားလိမ့်မယ်ဆိုတော့ဒီနည်းလေးကိုအသုံးဝင်မယ်လို့လည်းထင်တယ်လိုက်ပြီးတော့မှလည်းလုပ်ကြည့်ကြပါတခြားနည်းလမ်းတွေသုံးတဲ့လူတွေလည်းရှိလိမ့်မယ်ပေါ့နော်ရှိပါတယ်ကောင်းတဲ့နည်းလမ်းတွေရှိရင်လည်း comment မှာပြောတော့ပေးခဲ့ကြပါအောင်အားလုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ် AI နဲ့ဗီဒီယိုထုံးလေးကိုလည်းဒီနားမှာတင်ပေးထားပါမယ်ဒီနေရာလေးကိုနှိပ်ပြီးတော့မှကြည့်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်